အဲ့ဒီအရွက်ကိုစားရရင်ဘုံတကူထွားတယ်လို့လည်းကျွန်တော်မျိုးကြားဘူးပါတယ်အဲ့ဒီရွက်ကိုစားပြီးဘုံတကူထွားနေတဲ့လူတွေလည်းလက်ရှိလည်းရှိနေတယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒီရွက်ကိုစားပြီးဘုံတကူထွားရင်တိုက်ပြည်တဲ့လူမျိုးကလည်းပိုးပြီးအကျိုးရှိမှဖြစ်တဲ့အတွက်ဒါကြောင့်ကျွန်တော်မျိုးဒီဟောဒီဗရမများကြောင့်အရွက်ကလေးကိုလာပြီးဆက်သားခြင်းမှာရွှေဘုံနယ်ကမြန်မာတွေမကဘူးကဘာကျော်သွားတဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးပေါ်ခဲ့ဘူးတယ်နော်အလောင်းမင်းတရားကြီးဘူးလေဗျာဥအောင်ဇေယအလောင်းမင်းတရားဥအောင်ဇေယပဲလေမြန်မာနိုင်ငံကြီးကိုတီးထောင်ပြီးတော့အဲ့မှာရွှေဘုံမှာနန်းဆိုင်ပေါ့အဲ့လိုဖြစ်နေသူ့ရဲ့ဘုံတကိုးတွေကြီးထွားနေတဲ့အချိန်မှာသူကပြိဿမုတ်ဆိုးကြုံရွာသားမုတ်ဆိုးကြုံမှနေတဲ့သူ့တငယ်ချင်းကသူ့ပြိဿသတိအရမ်းရအထူးသဖြင့်တော့ပြိဿတဘိုးရဲတပေါင်းပေါ့မကြီးမကြီးနှုတ်ပြီးဆိုပိုးသတိရငယ်ငယ်တုန်းကဥအောင်ဇေယနဲ့အဲ့ဒီမကြီးကခုစားနေကြတယ်သူတို့ကလေအဲ့ဒါနဲ့တရက်တော့ပြိဿမနေနိုင်တော့မကြီးပင်ကလည်းနှုတ်တော့မကြီးရွက်ကိုခုပြီးတော့ပြိဿတခါတည်းဖက်ရုပ်ကလေးနဲ့ငပြောဘက်ကလေးကိုတန့်စင်အောင်လုပ်အဲ့ဒီငပြောဘက်ကလေးတွေကိုကြာကြာနာနာထုတ်ပြီးတော့မှဥအောင်ဇေယရှိတဲ့နေရာကိုအဲ့ဒီမကြီးရွက်ထုတ်ကလေးနဲ့လိုက်သွားလိုက်လဲသွားရောပြိဿဟိုရောက်တော့ဘယ်သူနဲ့တွေ့ကြလို့တော့ဒီလိုပဲဘယင်ဥအောင်ဇေယနဲ့တွေ့ကြလို့ပါသူနဲ့ငယ်ချင်းမှာဘယ်ရွာကပါဟာကြာကြာနာနာပြောပြရောခွင့်လွတ်ပေးလိုက်တာပြိဿလုံခြုံရေးတွေကလည်းလွတ်ပေးလိုက်တာဘယင်ကြီးစီးဝေးတဲ့နေရာတော့သူရောက်သွားရောက်တော့ဟာဘယင်ကတကယ်တိုင်းရေးပြည်ရေးတို့အလောင်းမင်းတရားကြီးဆွေးနွေးနေတာပဲဆိုတာသိလိုက်တော့ပြိဿအဲ့ဒီမှာဘာလို့တော့မင်းတစ်တော်တဲ့နေရာတနေရာလေးမှာသူဝင်ပြီးတော့ထိုင်နေတာပေးကနေထိုင်စီဝဲကြီးလည်းပြီးသွားပြီတိုင်းရေးပြည်ရေးဆွေးနွေးလို့လည်းပြီးရောပြိဿအခြားသောအမတ်တွေပြန်သွားတဲ့အချိန်ဥအောင်ဇေယကဟေ့စောတော့ကလူတယောက်ဝင်လာတယ်ဘယ်သူတော့ကဲတော်ဦးဒီထက်မှဝင်စေတော်ဦးတင်စေဆိုပြီးတော့ခွင့်ပြုလိုက်တော့ဟိုလူကခေါင်းလေးငုံပြီးတော့ဝင်လာတယ်ပြောချင်တာကဟိုကရာသပလင်ဘောကဟာတငယ်ချင်းနေကောင်းလားနေကောင်းတာပေါ့ကွာဒါမျိုးမလုပ်ဘူးဟုတ်လားလာတဲ့လူကလည်းနေတတ်ထိုင်တတ်ရှိတယ်ဘယင်ကလည်းရာသအိမ်လေးရှိတယ်ဒါပြောချင်တာနော်ရှေ့လေရောက်ကြရောမော်ဖူးသည်ဆိုတော့မော်ဖူးတာပေါ့ကဲဘာများလျှောက်တင်စရာရှိလဲလျှောက်တင်စရာရှိရင်လျှောက်ဆိုတော့ဘင်ကြီးတဲ့ကျွန်တော်တို့ရွာမှာအခုလိုချိန်ဆိုအင်မတန်နှုတ်တဲ့တစ်ပင်တစ်ပင်ရှိပါတယ်နှုတ်လိုက်တာတဲ့ဗရမများယုံကြနေတာပဲလှလို့ပါလို့အဲ့ဒီအရွက်ကိုစားရရင်ဘုံတကူထွားတယ်လို့လည်းကျွန်တော်မျိုးကြားဘူးပါတယ်အဲ့ဒီရွက်ကိုစားပြီးဘုံတကူထွားနေတဲ့လူတွေလည်းလက်ရှိလည်းရှိနေတယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒီရွက်ကိုစားပြီးဘုံတကူထွားရင်တိုက်ပြည်တဲ့လူမျိုးကလည်းပိုးပြီးအကျိုးရှိမှဖြစ်တဲ့အတွက်ဒါကြောင့်ကျွန်တော်မျိုးဒီဟောဒီဗရမများကြောင့်အရွက်ကလေးကိုလာပြီးဆက်သားခြင်းမှာဘယင်ကလာကြတဲ့ကငယ်ကပြူပေါင်းခဲ့တဲ့ဘဲကောင်းဆိုတာသိပြီးသားလေကဲဟိုကလည်းမကြီးရွက်လို့မပြောဘူးဗရမများကြောင့်နေပါစောင့်ပြောတော့တာလေဟာအဲ့ဒီမှာပြိသိအဲ့ဒီမကြီးအဲ့အထုပ်ကိုယူပြီးတော့စပိုးဆောင်မှာသွားပြီးတော့ချက်စီဘယင်ကဒီသူငယ်ကိုလည်းပဲတစိုးလက်ဆောင်နေပြီးစီဒါမျိုးဗျဟုတ်လားဟာဟိုလူကပြိသိပျော်လိုက်တာကိုယ်တငယ်ချင်းနဲ့လည်းတွေ့ရစေလက်ဆောင်တွေကလည်းရစေဒီမကြီးရွက်ထုတ်ကရွာထဲလှည့်ရောင်းလို့30ရရင်မှရမှာလေဘယင်ကပြိသိပေးလိုက်တာအများကြီးရကျေနပ်ပြီးပျော်သွားရွာရောက်တော့လည်းလှည့်ပြီးတော့ပြောတော့ရွာထဲကလူတယောက်ကလည်းဟာဒီကောင်တော့ဒီဖက်နဲ့ထုတ်တာတော်တော်ရရင်ငါလည်းပဲသွားမယ်ကွာဆိုပြီးတော့မကြီးရွက်တွေခူးပြီးတော့ပြိသိပစိုးစုံကြီးနဲ့ထုတ်တယ်သူဟာကတရွာထဲစားတွေနော်မကြီးပင်ကလည်းဒီပင်ပဲမကြီးရွက်ကလည်းဒီရွက်ပဲအဲ့ဒီပစိုးစုံကြီးနဲ့ထုတ်ပြီးတော့အထုပ်ကြီးထမ်းပြီးတော့ပြိသိတက်သွားတယ်သူလည်းတပြေးနဲ့ပြိသိဘယင်နိုင်ငံအရေးဆွေးဝေးနေတဲ့နေရာကိုသူရောက်သွားဘယင်ကြီးစည်းဝေးနေတဲ့ခဏဟာမရဘူးကွာငါမဆိုးကြုံသားဘာညာနဲ့ပြောပြီးတော့ရှေ့ထီအောင်ပြိသိဝင်သွားတာအပြောကမတတ်အနေကမတတ်ဟိုကတိုင်းရေးပြည်ဆွေးနွေးသူကပြိသိချမောင်ရက်ဝင်ပေးမယ်ဟုတ်လားမကြီးရွက်ဝင်ပေးဘယင်ကြီးခဏလေးဘာညာနဲ့ရှောက်ပြောလိုက်တဲ့ကဘယင်ကြီးကပြိသိဥအောင်ဇေယကပေါ့လေကဲသူ့ကိုခေါ်သွားလိုက်ဘယ်ခေါ်သွားရမလဲမေးထောင်ထဲသာခေါ်သွားလိုက်တော့မကြီးရွက်လည်းတူတူပဲပြိသိရွာသားလည်းတူတူပဲဘာကွာသလဲမေးလိုက်တော့ပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ကွာသွားတာဟုတ်ပြီလားအဲ့တော့ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ပြိသိနံပါတ်2 royalty ပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ရှိရဒါပြောတာနော်နောက်တကနံပါတ်3ကပြိသိ mentality စိတ်ဓာတ်ခွန်အားမြင့်မားရဘာခွန်အားမြင့်မားမယ်မင်းကိုဆရာတော်ကြီးရဲ့အရင်ကဗမာပြည်မှာပြိသိတိပိဋကဆောင်းပွဲကြီးကျင်းပတာလာတာဘယ်သူမှမအောင်မင်းကိုဆရာတော်ပြိသိဟာဝတ္တန်တကာတွေလည်းရထူးထူးချွန်ချွန်နဲ့အောင်မြင်ပြီးတော့လာတဲ့အခါဘေးကလူတွေကရှောက်ကြတဲ့မင်းကိုဆရာတော်တိပိဋကဆောင်းပွဲဝင်ဖြေဖို့
အဲ့ဒီချိန်မှာမင်းကွန်းဆရာတော်ကသူ့ရဲ့လက်မောင်းလေးကင်ကြည့်တယ်သူကပိန်ချုံချုံလေးလေဒီခန္ဓာကိုဒီဗလနဲ့ငါဖြစ်ပါမလားတိပိဋကဆိုတာကဘယ်လဲကာယဗလနဲ့လောက်ရမှာမဟုတ်ဘူးညာနာဗလနဲ့လောက်ရမှာဘာဖြစ်လို့မအောင်နိုင်ရမှာတော့စိတ်ဓာတ်ကပဲမမြင်မာဘူးလားမြင်မာလိုက်တာသူ့ယူကိုကောင်းဖို့ပြောတာနော်စောစောကပြောတဲ့စကားလဲကြည်ပဲလေအရှင်ညာနေတရာကြီးသာသနာကြီးကျုံခံရလို့ပျော်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေဟာပြိဿဒါကြီးပွားတိုးတက်မဲ့လက္ခဏာတွေပဲဗျာဟုတ်ပြီလားဦးဇင်းတို့ဖရာအလောင်းဘဝတစ်ခုမှာယုံဖြစ်ဘူးတယ်လေယုံမင်းဖြစ်တော့ကောင်းကင်မော့ကြည့်လိုက်တော့ပြိဿဟာမနေ့ပြန်လာပြမှာပဲ14ရက်နေ့ညမနေ့ပြန်လာပြမှာပဲဆိုတော့ဥပုံနေ့ကြီးဥပုံနေ့ဆိုတော့ငါဥပုံနေ့ဥပုသ်ဆောင်မယ်ဆိုတော့ပြိဿဘေးကတငယ်ချင်းတွေလိုက်ဖော်ဆက်တယ်မြေခွေးတို့ဖြန်တို့မြောက်တို့ပေါ့ဖော်ဆက်လိုက်တဲ့ကပြိဿသူတို့ကလည်းသဘောတူတယ်ဥပုသ်ဆောင်မယ်ပေါ့အဲ့ဒီမှာဇကြားကတိသွားတော့သူတို့ဥပုသ်တကယ်ခိုင်မြဲမယ်မြဲနောက်တကတိဥပုသ်တင်လားသီလတင်လားဒါနရှိမရှိဒါကိုသိကျင်တော့ဇကြားမင်းကပြိဿလူရောင်ဆောင်ဖန်ဆင်းခရီးသွားရောင်ဖန်ဆင်းပြီးတော့အဲ့နာလာမြောက်စီသွားပြီးတော့အလှခံတယ်မြောက်ကလည်းပြိဿပိန်နေသီးလေးတရသီးလေးပေးတယ်လှူတယ်မြေခွေးစီသွားတော့လည်းမြေခွေးကလည်းသူ့မှာရှိတဲ့အစားအစာလေးပေးတယ်ဖြန်စီသွားတော့လည်းသူကလည်းငါးသေးလေးတွေပေးတယ်အလှခံပုံနာအကုန်လှူကြနောက်တကယုံစီသွားတယ်အသိယုံမင်းနဲ့ကျွန်တော်မျိုးခရီးသွားပါစားမဲတောက်ရမဲဖြစ်နေလို့ပါစားစရာလေးနဲ့ရှိရင်ပေးပါအောင်ဆိုတော့ယုံစားတာကဘာစားတယ်မြက်စားကဲသူစားတဲ့မြက်ကိုလူပေးလို့ဖြစ်ပါမလားလူကအမလီငါမြန်နွားမှတ်နေတာထတိုင်သေးဦးမယ်လေအဲ့တော့ယုံကပြီးတဲ့လူစရာသူ့မှာထူးခြားခြားမရှိအဲ့ဒါနဲ့တိတိကျကျကြည့်လိုက်တော့ဘာရှိလို့မေးတယ်တော့သူ့ရဲ့အသက်နဲ့ခန္ဓာကိုယ်ရှိအသင်ပုံနာတဲ့တကယ်လို့ကျွန်တော်စီကအလှခံခြင်းနဲ့ဆိုရင်ထင်းရှာပြီးမိဖို့ကြီးဖွေလိုက်စမ်းပါဟာဟိုပုံနာကထင်းရှာပြီးမိဖို့ကြီးဖို့ဘာလို့မှလည်းမေးအဲ့ဒီမိဖို့တဲ့ကိုကျွန်တော်ခုံဆင်းမယ်ကျွန်တော်အသားတွေကြက်သွားတဲ့အခါခင်ဗျစားပါဗျာဆိုပြီးတော့အသက်နဲ့ခန္ဓာကိုယ်ကိုလှူမပေးလိုက်အံ့ဩစရာမကောင်းဘူးလားအဲ့ဒီမှာပဲမိဖို့တဲ့မခုံချခင်မှာ3ခါလောက်အမွှေးလေးတွေခါသေးတယ်တဲ့အတွင်းထဲမှာရှိတဲ့အပိုးလေးတွေဘာလေးတွေထွက်ရင်ထွက်ကြငါခုံတော့မယ်ပေါ့ပိုးလေးတွေခါချပြီးအဲ့ဒီမိဖို့တဲ့ကိုခုံ